ချမ်းသာကြွယ်ဝတဲ့အမျိုးသားတစ်ယောက်ဟာလမ်းမှာအမျိုးသမီးတဦးနဲ့မတော်တဆတိုက်မိခဲ့ပေမဲ့အဲ့ဒါသူ့ရဲ့ဇနီးတယ်ဆိုတာကိုတော့မသိခဲ့ပါဘူး။သူမထွက်သွားပြီးတဲ့နောက်မှာဘေးကလက်ထောက်ဖြစ်သူကတတိပေးလိုက်တော့မှသိလိုက်ရတာပါ။ဒီမျိုးသားဟာသူ့ဇနီးကိုသူမရဲ့မိသားစုဝင်တွေကကောင်းကောင်းစောင့်ရှောက်ထားမယ်လို့ထင်နေခဲ့တာကြောင့်ဖျားနေတဲ့သူ့ဖခင်စီကိုပဲအရင်ဆုံးသွားကြည့်ခဲ့ပါတယ်။ဒါပေမဲ့မမျှော်လင့်ပဲဆေးရုံကဆရာဝန်တွေစီကနေသူ့ဇနီးတွေအကြောင်းကြားလိုက်ရတဲ့အခါမှာတော့သူအယမ်းအံ့ဩသွားခဲ့ရပါတယ်။သူ့ဇနီးဟာမျက်စိပိုးဝင်ပြီးဆေးရုံတက်နေရတာဖြစ်ပြီးသူမဆေးရုံတက်နေတဲ့တခြားမိသားစုဝင်တယောက်မှလာမကြည့်ခဲ့ကြပါဘူး။ခွဲစိတ်ကူတာဖို့အတွက်မိသားစုဝင်တဦးရဲ့လက်မှတ်လိုအပ်နေပေမဲ့ဘယ်သူမှမရှိတာကြောင့်နောက်ဆုံးမှာတော့သူမကိုယ်တိုင်ပဲလက်မှတ်ထိုးခဲ့ရပါတယ်။ဆေးရုံဆင်းဖို့လုပ်တဲ့အခါမှာလည်းနာပြုဆရာမကမိသားစုဝင်လက်မှတ်မပါရင်မရဘူးလို့ညှင်းဆိုခဲ့ပါတယ်။သူမဟာမိခင်ဖြစ်သူစီဖုန်းဆက်အကူအညီတောင်းခဲ့ပေမဲ့သူမရဲ့အမေကတော့နေမကောင်းတာအယောင်ဆောင်နေတာဆိုပြီးခါခါတီးတီးညှင်းဆိုခဲ့ပြန်ပါတယ်။ဒီအခြေအနေတွေကိုအမျိုးသားဖြစ်သူကနောက်ကနေတိတ်တဆိတ်စောင့်ကြည့်နေခဲ့ပါတယ်။ဇနီးတဲ့ရဲ့အကူအညီမဲ့နေတဲ့မျက်နှာလေးကိုမြင်လိုက်ရတဲ့အခါမှာတော့သူတို့ပထမဆုံးစတွေ့ခဲ့တဲ့အချိန်ကိုပြန်သတိရသွားပါတယ်။အဲ့ဒီတုန်းကသူဟာဘိုးဘိုးဖြစ်သူကပေးစားတဲ့သူတွေနဲ့ညှင်းငွေ့နေတာကြောင့်ဒီမျိုးသမီးနဲ့တွေ့တဲ့အခါအိမ်အောင်ပြုတ်ပြီးရင်တယောက်ပေါ်တယောက်စိတ်မကစားကြေးဆိုတဲ့စီကံချက်နဲ့လက်ထပ်စာချုပ် prenuptial agreement ချုပ်ခဲ့တာပါ။သူမဟာလည်းစိတ်မချမ်းသာစရာကောင်းတဲ့မိသားစုစီကနေလွတ်မြောက်ချင်တာကြောင့်ဒီသဘောတူညီချက်ကိုလက်ခံခဲ့ပါတယ်။လက်ထပ်ပြီးတာနဲ့အမျိုးသားကနိုင်ငံခြားကိုတန်းထွက်သွားခဲ့ပြီးနှစ်တိုင်တစ်ခါမှဆက်သွယ်ခြင်းမရှိခဲ့ပါဘူး။အမျိုးသားဟာဇနီးတေရှေ့ကိုထွက်လာပြီးဆေးရုံဆင်းလက်မှတ်ကိုလက်မှတ်ထိုးပေးလိုက်တဲ့အခါသူမအယမ်းအံ့ဩသွားပါတယ်။မျက်စိပြန်ကောင်းလာပြီးပထမဆုံးမြင်လိုက်ရတဲ့သူဟာသူမရဲ့ခင်မွန်းဖြစ်နေတာကြောင့်ပါအိမ်ပြန်လမ်းမှာတော့သူမအမေကဖုန်းဆက်ပြီးခင်မွန်းဖြစ်သူပြန်လာပြီးမို့ကလေးရအောင်စူးစမ်းပါလို့အော်ဟစ်ပြောဆိုတာကိုအမျိုးသားကကြားသွားခဲ့ပါတယ်။သူမဟာအယမ်းရှက်သွားပြီးဒါဟာသူမရဲ့ဆန္ဒမဟုတ်ကြောင်းစာချုပ်ပါအတိုင်းသူ့အပေါ်စိတ်ကစားမှမဟုတ်ကြောင်းရှင်းပြခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့ရိုးသားဖြူစင်မှုကအမျိုးသားရဲ့နှလုံးသားကိုလှုပ်ခတ်သွားစေခဲ့ပါတယ်။သူဟာသူမအတွက်ပြင်ဆင်ထားတဲ့ငွေနေ့လက်ဆောင်လေးကိုပေးရင်းငွေနေ့မှာပျော်ရွှင်ပါစေလို့ဆုတောင်းပေးလိုက်တဲ့အခါမှာတော့တယောက်နဲ့တယောက်နှစ်အချိန်မဲဆုံဘူးပေမဲ့သူမရဲ့မွေးနေ့ကိုမှတ်မိနေတဲ့ခင်ပွန်းဖြစ်သူကြောင့်သူမရင်ခုန်သွားရပါတော့တယ်။၆တွေ့နေတဲ့နှလုံးသားနှစ်ခုဟာအိမ်ပြန်လန်းကိုရှာတွေ့သွားသလို